ဝယ်သေးရင်ငါတော့ ဟမ်ဘာငါတော့ရတာ annual step ပါကြီး annual dinner corporate နဲ့ school event တွေအပြင် festival တွေမှာ audio နဲ့ video ဘိုင်းအတွက် professional ကြအသုံးပြုဖို့လိုအပ်လာရဲဆိုရင်ငါတော့လို့ရ render service ရှိရဆိုတာကိုပြောချင်တာ ဩဒါနဲ့ဘယ်လိုပုံစံနဲ့ငါတော့ရလဲ audio conference meeting video conference meeting နဲ့ live streaming တွေကိုတစ်ခါလေးလုပ်ဖို့အတွက်ပတ်စံကိုကြမခံပါနဲ့ product ဆောင်လင်းကိုဖုန်းဆက်ထားလိုက်ရုံပဲနော် ဘာငါလို့ရ event တွေမှာလိုမဲ့ JBL party box တွေ touch လုပ်လို့ရတဲ့ display TV တွေ power station တွေအပြင် arcade game တွေကိုပါငှားလို့ရပါသေးတယ် ဘယ်လိုလူတွေတက်လို့ရလဲ production ဘိုင်းမှာလူတစ်ယောက်အနေနဲ့မရိုက်နိုင်တဲ့ shoot down တွေ event တစ်ခုလုပ်ဖို့ရင်တစ်ခုချင်းစီငှားရတာအလုံးရှုံးသက်သာခြင်းတဲ့သူတွေအတွက် budget သက်သာပြီးအချိန်ကုန်လူပင်ပန်းမှာသက်သာတင်မဲ့ service တစ်ခုပါ package အလိုက်ငှားရမ်းလို့ရတယ်လို့အသုံးပြုချင်တဲ့ပုံစံပေါ်မူတည်ပြီးတော့ solution အလိုက်လည်းငှားရမ်းလို့ရပါတယ်အခုပြောသွားတဲ့ service တွေကိုစိတ်ဝင်စားရဆိုရင် WhatsApp မြန်မာကိုဆက်သွယ်ပေးနော်